သူ့ရဲ့အသင်းတော်ဖြစ်တယ်သူ့အသွေးနဲ့ဝယ်ထားတာသူ့အသက်နဲ့ယဉ်ထားတာဦးခေါင်းကယေရှုအုတ်မြင့်အခြေခံဖောင်ဒေးရှင်းကယေရှုတီဆောက်တဲ့လူကလည်းယေရှုဘုံကြီးချမ်းလုံးလည်းယေရှုပဲယူမယ်ငါတီဆောက်ခဲ့တယ်ငါဖောင်တာဆိုတာဟိုကကြောမနေနဲ့ခင်ဗျားတို့ဘုရားဖယ်ပစ်လိုက်မယ်တော့ကြာလေဖြတ်နေအောင်မယ်အာမင်ဘုရားငါကြွားရီကိုဖယ်တယ်နော်အားကြီးမကြွားနဲ့ငါတို့လောက်တာပါညာနဲ့မကြွားနဲ့ကျွန်တော်တို့ကြီးစုတော့ကြောက်ပါဝင်ခွင့်ရတာဘုရားမလူတော့ငါတို့ကိုဖယ်မှာငါတို့ပဲကောင်းဆောင်မရှိတော့ဘူးချင်းနဲ့ငါတို့တဲ့ကောင်းတဲ့ကောင်းဆောင်ဘုရားမွေးထုတ်နိုင်တဲ့ဘုရားဖြစ်တယ်အာမင်ဒါတချို့ကငါတို့စောက်တာငါတို့စောက်တာငါတို့ကိုကြော်ပြီးတော့နင်တို့ပါလို့ရှောက်မပြောနဲ့ယေရှုတော်အကြောင်းပဲငါတို့ပါဝင်ပိုင်ရှင်ကယေရှုပဲဖြစ်တယ်ဘုံကြီးချလို့ယူမဲ့လူကယေရှုပဲဖြစ်တယ်အာမင်သူ့ရဲ့အသင်းတော်ဖြစ်တယ်သူ့အသွေးနဲ့ဝယ်ထားတာသူ့အသက်နဲ့ယဉ်ထားတာဦးခေါင်းကယေရှုအုတ်မြင့်အခြေခံဖောင်ဒေးရှင်းကယေရှုတီဆောက်တဲ့လူကလည်းယေရှုဘုံကြီးချမ်းလုံးလည်းယေရှုပဲယူမယ်ငါတီဆောက်ခဲ့တယ်ငါဖောင်တာဆိုတာဟိုကကြောမနေနဲ့ခင်ဗျားတို့ဘုရားဖယ်ပစ်လိုက်မယ်တော့ကြာလေဖြတ်နေအောင်မယ်အာမင်ဘုရားငါကြွားရီကိုဖယ်တယ်နော်အားကြီးမကြွားနဲ့ငါတို့လောက်တာပါညာနဲ့မကြွားနဲ့ကျွန်တော်တို့ကြီးစုတော့ကြောက်ပါဝင်ခွင့်ရတာဘုရားမလူတော့ငါတို့ကိုဖယ်မှာငါတို့ပဲကောင်းဆောင်မရှိတော့ဘူးချင်းနဲ့ငါတို့တဲ့ကောင်းတဲ့ကောင်းဆောင်ဘုရားမွေးထုတ်နိုင်တဲ့ဘုရားဖြစ်တယ်အာမင်ဒါတချို့ကငါတို့စောက်တာငါတို့စောက်တာငါတို့ကိုကြော်ပြီးတော့နင်တို့ပါလို့ရှောက်မပြောနဲ့ယေရှုတော်အကြောင်းပဲငါတို့ပါဝင်ပိုင်ရှင်ကယေရှုပဲဖြစ်တယ်ဘုံကြီးချလို့ယူမဲ့လူကယေရှုပဲဖြစ်တယ်အာမင်